ဝဒုတ်တုံနဲ့နတ်သားတစ်ပါးကတော့မုတ်တွေအဝစားပြီးတိမ်တိုက်ပေါ်မှာတာတာရရလွတ်မျောနေတာပေါ့တကယ်တော့သူကကောင်းကင်ဘုံကိုဘယ်သူတွေဝင်ခွင့်ရမလဲဆိုတာဆုံးဖြတ်ပေးရတဲ့သူပါအဲ့ဒီအချိန်မှာလူတစ်ယောက်ဟာအပေါ်ကနေပြုတ်ကျလာပြီးသူလှုပ်ခဲ့သမျှကောင်းမှုကုသိုလ်တွေကိုပြပြီးတော့ကောင်းကင်ဘုံကိုပေးဝင်ဖို့တောင်းဆိုပါတယ်ဒါပေမဲ့ဒီနတ်သားကဖိုင်းတွေကိုတိတိကျကျကြည့်ပြီးအကြောင်းပြချက်မရှိဘဲသူ့ကိုပယ်ချလိုက်ပါတယ်ဒါအပြင်အဲ့ဒီလူကိုအပေါ်အောက်ပြန်လန်းပြစ်တင်ဆော့ကစားပြီးလှောင်ရည်နေခဲ့တာပါအဲ့ဒီလိုလှောင်ရည်နေတော့မှသူစားနေတဲ့ဒိုးနတ်မုတ်ကလဲချောင်းလဲတီးသွားပါတယ်သူကအတင်းအဓမ္မပြန်ထုတ်လိုက်တဲ့အခါမုံကအရှိန်နဲ့ထွက်သွားပြီးသူ့ကိုတိမ်တိုက်ပေါ်ကနေအောက်ကိုပြုတ်ကျသွားစေပါတယ်သူကအတောင်ပံတွေကိုဖြန့်ပြီးပြန်ဖို့ကြိုးစားပေမဲ့အရန်ဝလုံးနေလို့ပြန်တက်လို့မရတော့ပါဘူးအဲ့ဒီအချိန်မှာသူအရင်ကလှောင်ပြောင်ခဲ့တဲ့လူကသူ့ကိုကူညီပြီးဆွဲတင်ပေးလိုက်ပါတယ်တိမ်တိုက်ပေါ်ပြန်ရောက်တဲ့အခါမှာလဲနတ်သားဟာကျေးဇူးတင်ရမယ့်အစားဟိုလူကိုထပ်ပြီးလှောင်ရည်နေခဲ့ပါတယ်ပြီးတော့အဲ့ဒီလူရဲ့ခြေထောက်မှာခြိထားတဲ့တလုံးလေးကြီးကိုအောက်ထဲကိုကန်ချလိုက်ပါတယ်အဲ့ဒီအလေးချိန်ကြောင့်ဟိုလူဟာအောက်ကိုပြုတ်ကျသွားပေမဲ့ရုတ်တရက်အတောင်ပံတွေပေါက်လာပြီးပြန်တက်သွားပါတော့တယ်ကောင်းကင်ဘုံရဲ့တကားကလည်းသူ့အတွက်အလိုလျောက်ပွင့်သွားပြီးသူကတော့အတွင်းထဲကိုပျော်ပျော်ပပဝင်သွားနိုင်ခဲ့ပါတဲ့နတ်သားကတော့ဒါဘလို့ဖြစ်သွားတာလဲဆိုပြီးဘာမှနားမလဲပဲကြည့်နေတော့မှပဲသူ့ရဲ့ခေါင်းပုံမှာဥချိုတွေထွက်လာပြီးအတောင်ပံတွေလည်းပြက်ကွယ်သွားပါတော့တယ်သူလှုပ်ခဲ့တဲ့မကောင်းမှုတွေကြောင့်သူထိုင်နေတဲ့ကြောက်ဆောင်ဟာအလိုလျောက်ပြိုကျသွားပြီးသူဟာငရဲပြည်ကိုပြုတ်ကျသွားပါတော့တယ်